ကောင်လေးကဂျပန်မာကြီးနဲ့တိုက်ခိုက်ရတော့မှာပါကောင်လေးကသူ့တိုက်ခိုက်နေတိုင်းပါယံပရာတွေပဲလုံနေတော့ဒီကောင်လာလိမ့်နေတဲ့ထင်ကုန်ကြတာပေါ့ဒီကောင်ကအချိန်ဆွဲမနေနဲ့တော့အဆုံးတက်လိုက်တော့လို့ဟိုကောင်မကိုပြောလိုက်ပါတယ်ဒီကောင်မကလည်းဖက်နှက်ကိုချုပ်ပြီးတိုက်ခိုက်ဖို့ပြင်ဆင်ချိန်မှာကောင်လေးကတော့အကွက်တွေပြနေသေးပါဒီလိုနဲ့ဝင်တိုက်ခိုက်လိုက်ပါတော့တယ်ကောင်လေးကရားဆိုကလက်ကိုကားလိုက်တာဟိုကောင်မလဲကြပြီးတွေးတွေပါအန်ကုန်ပြီလေအကုန်လုံးကလဲအံ့ဩနေကြပြီလေဟိုကောင်ကဘလို့ဖြစ်နိုင်မှာလဲဒီကောင်တစ်ခုခုလှုပ်ထားတာဖြစ်ရမယ်လို့ပြောနေတာပေါ့မိန်းကလေးကလည်းသူဘလို့လှုပ်လိုက်တာလဲဆိုကအန်အော်အကြီးကောင်မလေးကိုမေးနေပါတယ်အကြီးကဲဟူကဒီကောင်လေးလူကြီးတော့ငဖောင်ရိုးနဲ့တကယ်ပါရမီရှင်ဖြစ်လာမဲ့သူပဲလို့တွေးနေတာပေါ့ရောက်ခမကြီးကဘလို့လဲငါတမက်လေးရဲ့အစွမ်းအမခံမဲ့မလားလို့အကြီးကဲဟူကိုပြောလိုက်ပါတယ်ကောင်လေးကလည်းငါရောက်ခမကြီးကူညီနေတာဆိုတော့အေးဆေးဖြစ်နေတာပေါ့လို့တွေးနေပြန်တာပေါ့ဟိုကောင်ကလည်းရှုံးတာကိုလက်မခံပဲမပြီးသေးဘူးငါကိုယ်တိုင်မင်းကိုအမုတ်ချေမဲ့လုပ်နေတာပေါ့ဒီအချိန်မှာအကြီးကဲဟူကတော်ပြီးပွဲစင်ပေါ်ကရလက်ကထွက်နေပြီးဆိုတာတားလိုက်ပါတယ်ပြီးတော့ဒူးထောက်မယ်လို့အာချောင်ထားတာမလားဂတိကိုတီးရမယ်လို့ပြောတော့ဟိုကောင်ကငါတို့မိသားစုကိုတကယ်ပဲဒူးထောက်ခိုင်းရတာလားလို့အကြီးကဲဟူကိုပြန်ပြောနေပါတယ်ဒီအချိန်မှာကျက်မိသားစုရဲ့အကြီးကဲရောက်လာခဲ့ပြီးငါတို့မိသားစုကိုဒူးထောက်ခိုင်းရလောက်အောင်ကငါတို့ကိုအလေးမထားတာလားလို့အကြီးကဲဟူကိုမေးလိုက်ပါတယ်အခြားသူတွေကဒီကောင်ကကျက်မိသားစုမှာနံပါတ်1ပဲသူ့ကိုရှင်နိုင်တဲ့လူဆိုတာရှာရှာပပပဲသူ့ရဲ့စွမ်းအားကလည်းတကယ်အမခံပဲရှုံးပွဲဆိုတာရှာမရှာပဲလို့ပြောနေကြပါတော့တယ်ဟိုကောင်ကလည်းငါအကိုကြီးကတီတောင်ပိုင်းဒေသမှာအင်အားအကြီးဆုံးပဲလို့ပြောပြီးကောင်မလေးဘက်ကိုလှည့်ကမင်းငါကိုလက်ထပ်ဖို့ရွေးချယ်လိုက်ရင်မင်းကအင်အားအကြီးဆုံးအင်ပါယာရဲ့မိသားစုဖြစ်နေပြီးအခုနောင်တရနေပြီလားလို့ပြောလိုက်ပါတယ်ကောင်မလေးကနင်ကခွေးလောက်တောင်ရှက်မရှိပဲရွေးမချယ်ခဲမိတာကိုပိုဝမ်းသာတယ်လို့ပြောထည့်လိုက်ပါတယ်ဒီကောင်ဟာကျက်မိသားစုရဲ့အကြီးအကဲပါမင်းငါညီတွေကိုစော်ကားတဲ့အတွက်အသက်ချမ်းသာပေးစေခြင်းရင်ငါ့ကိုခွေးလို့တောင်းပန်ငါစိတ်ကောင်းရှိရင်လွတ်ပေးမယ်လို့ကောင်လေးကိုပြောလိုက်ပါတယ်ကောင်လေးကငါခမြန်တိတ်မကောင်းဘူးမင်းရင်လုတ်ပြပါလားလို့ပြောလိုက်တော့စိတ်တူပြီးလေဒီအချိန်မှာအကြီးအကဲဟူကတားလိုက်ပြီးဒီမှာဆိုရင်တော့ဒီမြင့်တွေကိုလိုက်နိုင်ရမယ်လို့ဟိုကောင်ကိုပြောလိုက်ပါတယ်ပြီးတော့ဒီကောင်လေးကငါတို့နိုင်ငံအတွက်အနာဂတ်မှာထွန်းတောက်လာမဲ့လူပဲငါသူ့ကိုကာကွယ်ပေးရမယ်လို့တွေးနေတာပေါ့ဟိုကောင်ကလည်းဒါဆိုရင်လဲစင်ပေါ်မှာအစီမြင့်တိုင်းချကြတာပေါ့လို့အကြီးကဲဟူကိုပြောလိုက်ပါတယ်ဟိုနွားလေးကလည်းမင်းတော့သွားပြီးပဲလို့အားချောင်းနေတာပေါ့အနိုင်ရတဲ့လူကတစ်ဖက်မိသားစုရဲ့ပိုင်ဆိုင်မှုတစ်ခုကိုရရှိမှလို့ဟိုကောင်ကပြောတော့အခြားသူတွေကလည်းမြင်နဲ့ရလန်ဆိုင်ပဲကောင်းလေးတို့မိသားစုကိုပဲဝိုင်းစိန်ခေါ်ကြတော့တာပဲရောက်ခမကြီးကမင်းဟာမင်းကြီးကဲဖြစ်ပါဖြစ်လမ်းဘေးကခွေးတတ်တာပဲလို့ကြောက်ကြောက်နဲ့ပဲအားချောင်းလိုက်ပါတယ်ကောင်လေးကလည်းရောက်ခမကြီးယုံကြည်မှုရှိနေတော့သူကပါလမ်းဘေးခွေးတွေကဟောင်ယုံမဲဟောင်တက်တယ်လို့အားချောင်းနေလိုက်ပြန်ပါတယ်ဟိုကောင်ကမင်းစင်ပေါ်ရောက်မှတွေ့မယ်လို့ပြောသွားခဲ့ပါတယ်ရောက်ခမကြီးကငါမိသားစုရဲ့ဂုံတိတ်ခါအကုန်မင်းအပေါ်မှာမူတည်တယ်လို့ကောင်လေးကိုပြောလိုက်ပါတယ်ကောင်လေးကလည်းငါရောက်ခမကြီးကယုံကြည်မှုအတော်ရှိတာပဲလို့တွေးပြီးစင်ပေါ်ကိုတက်သွားပါတော့တယ်အရင်ဆုံးမင်းတို့မိသားစုထရကလူတွေအကုန်တက်ခဲ့အကုန်လုံးနဲ့ချမယ်လို့ပြောလိုက်ပါတယ်အဖိုးကြီးတွေကလည်းဒါလဲဟာငါတို့ကိုစော်ကားနေတာပဲလို့ပြောနေကြတာပေါ့မင်းကလေးကလည်းကောင်မလေးကိုသူကအမြဲတည်းလိုပဲရဲရင်လာလို့မင်းနေရပြီလေသူတလုံးမမနိုင်ဘူးတော့တည်သွားလိမ့်မယ်လို့ထပ်ပြောတော့ကောင်မလေးကစိတ်မပူပါနဲ့ငါသူ့ကိုယုံတယ်လို့ပြန်ပြောလိုက်ပါတယ်အကြီးကဲဟူကလည်းအကိုရဲ့တမက်အစွမ်းထက်တာသိပေမဲ့မိသားစုအကုန်နဲ့ချမှာကနည်းနည်းဖင်ကျဲနေတယ်လို့ဖြစ်မနေဘူးလားလို့မေးလိုက်ပါတယ်ရောက်ခမကြီးကလည်းငယ်ရွယ်တုန်းမှာဖင်ကျဲတာဘာမှမဖြစ်ဘူးလို့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့အရက်သမားတယောက်နဲ့အရင်တိုက်ခိုက်ရပါတော့မယ်ကောင်လေးပင်ကျဲပြီးမိသားစုတွေအကုန်လုံးကိုတယောက်ချင်းမချဘူးအကုန်လုံးနဲ့ချမယ်လို့စိန်ခေါ်လိုက်ပါတယ်အောက်ကလူတွေကလည်းတင်းပြီးလေသူ့ကိုချေမုန်းပစ်လို့អော်ပြီးအဖိုးကြီးတယောက်အရင်တက်လာခဲ့ပါတယ်အရက်ပလင်းကိုမောလိုက်တော့ကောင်လေးကအံ့ဩနေတော့အဖိုးကြီးကမူးလာပြီးအကွက်တွေထုတ်ပြနေပါတော့တယ်ပြီးတော့ငါတို့ဆန်မိသားစုရဲ့မူးရစ်လက်သီးကိုပြပေးမယ်လို့ပြောလိုက်ပါတယ်ကောင်လေးကလက်အုပ်လေးချီပြီးနှုတ်ဆက်နီးတွေရှောက်ပြောနေတော့ဒီကောင်ဝတ္ထုတွေဖက်ပြီးယူနေတာလားလို့လှောင်နေကြပါတော့တယ်ဟိုကောင်ကလည်းကောင်လေးရဲ့အစွမ်းဘန်းကိုမသိပဲသူများပြောတာယုံပြီးအနှဲငယ်တော့အရေးချင်းရှိမယ်ထင်ခဲ့တာအခုတော့ဝတ္ထုဖက်ပြီးဆရာကြီးစတိုင်လာလုပ်နေတာပဲလို့ကောင်လေးကိုလှောင်ပြောင်းလိုက်ပါတယ်ဟိုနွားလေးကလည်းသူခံထားရတာကိုတော့ဒီကောင်ကိုအဆုံးတက်လိုက်အရက်သမားလို့အားပေးလိုက်ပါတယ်ကောင်လေးကလည်းဒီလောက်ချခြင်းနေမှတော့ဘေးကျွတ်အောင်တီးပေးရတာပေါ့ဆိုကနှစ်ယောက်သားတိုက်ခိုက်ပါတော့တယ်ကောင်လေးတိုက်ခိုက်လိုက်ချိန်မှာတော့အဖိုးကြီးလွင့်ထွက်ပြီးတွေးတွေပါအန်ကုန်ပြီးလေဟိုတော်သားလေးတွေကတော့ဘလို့ဖြစ်နိုင်မှလဲဒီလိုလူကိုတောင်းတစ်ချက်တည်းနဲ့လုံနိုင်တာမဖြစ်နိုင်ဘူးလေလို့ပြောနေကြတာပေါ့ဟိုနွားလေးကတော့အရှုံးကိုတောင်းလက်မခံနိုင်သေးဘူးလေမင်းတို့လက်ကွက်တွေတုံးနေတာလို့ထပ်ပြောနေပါသေးတယ်ဒီကောင်တော့အတီးခံရမနာရတော့မယ်ဒီအချိန်မှာနောက်တစ်ယောက်တက်လာခဲ့ပါပြီကောင်လေးကမင်းလည်းအတီးခံခြင်းလို့လားလို့မေးလိုက်ပါတယ်ဟိုမှာကတော့သူ့ဟာသူမိတ်ဆက်လိုက်ပြီးကြားလက်သေးနီအစွမ်းလို့ရေရှုပြီးကြားဖြူကြဒီနဲ့တိုက်ခိုက်လိုက်ချိန်မှာကောင်လေးကလည်းပြန်ခတ်ထဲလိုက်ရုံပဲရှိသေးတယ်တွေးအံပြီးလှဲသွားပြန်တာပေါ့တစ်ချက်တည်းကြီးချနေတာတော့ကြမ်းချက်ပဲဗျာဟိုနွားလေးကတော့သူပြောသမျှတစ်ခုမှမှန်တော့သူ့လူတွေကိုမဖြစ်နိုင်ပါဘူးဒီကောင်တစ်ခုခုလှုပ်ထားတာပဲဖြစ်ရမယ်လို့ပြောနေတာပေါ့ဒီလိုနဲ့ကောင်လေး9ယောက်တယောက်ချရပါတော့မယ်天佛降世အကုန်လုံးကိုတစ်ချက်တည်းနဲ့နိုင်နေတဲ့ကောင်လေးဖင်ကျဲပြီးမင်းတို့တွေကရှိသမျှသာတက်ခဲလို့အားကျဲလိုက်ပါတယ်ဟိုကောင်ကလည်းဒီကောင်ကိုဝိုင်းချလိုက်ဆိုကလူ9ယောက်လွတ်တင်လိုက်ပါတယ်ကောင်လေးကတော့9ယောက်တယောက်ချရတော့မှာပါကတုံးကြီးကလည်းကောင်လေးမင်းတို့ကိုအနိုင်ကျင့်တယ်လို့မပြောနဲ့နော်မင်းတောင်းဆိုလို့ငါတို့တက်လာတာလို့ကောင်လေးကိုပြောလိုက်ပါတယ်ရောက်ခမကြီးကလည်း9ယောက်တယောက်ဖြစ်နိုင်ပါမလားလို့စိတ်ပူနေတော့ညီမဖြစ်သူကယုံကြည်ရမယ်လေလို့ကောင်မလေးကိုပြောလိုက်ပါတယ်ဘေးကမိန်းကလေးကလည်းတယောက်ချင်းဆိုနိုင်
နိုင်ချေရှိသေးတယ်သူတို့အကုန်လုံးတောင်ပိုင်းကထိတ်တန်းတွေကြီးပဲကိုခံပညာမာစတာတောင်အသက်အန္တရာယ်ရှိနိုင်တယ်လို့ပြောလိုက်ပါတယ်ကောင်လေးကရောက်ခမကြီးတာကူညီနေရင်အေးဆေးပဲဆိုကထိုင်ချလိုက်ပါတယ်ပြီးတော့အကုန်ဝင်တိုက်ခိုက်ဖို့လှုပ်ချိန်မှာတော့ကောင်လေးကရုပ်ပွားတော်တစ်ခုဆင့်ခေါ်လိုက်တာအကုန်လွတ်ထွက်ကုန်ပြန်တာပေါ့ဗျာအန်အိုးယုံကလွယ်ပြီးဘာမှမတတ်နိုင်တော့ဘူးဖြစ်နေကြပြီလေညီမလေးနဲ့ရောက်ခမကြီးတို့ကအပျော်တွေလွန်ပြီးကဘာကကုန်ကြပြီလေဒီအချိန်မှာအကြီးကဲဝူကအကိုတမက်ရဲ့စွမ်းအားကဒီလောက်ကြောက်စရာကောင်းလိမ့်မယ်မထင်ထားဘူးတကယ်ကိုခံပညာပါရမီရှင်ပဲလို့ရောက်ခမကြီးကိုပြောနေပါတော့တယ်မိန်းကလေးကလည်းအမရကဲလူရွေးမှန်တာပဲအတူတူမမျှဝေချင်ဘူးလားလုံနေတာကောင်မလေးကတေတောင်မတွေးနဲ့လို့ပြန်ပြောလိုက်ပါတယ်ဟိုကောင်ကခုထိမသိသေးဘူးဒီလောက်အားကောင်းမှမဟုတ်ဘူးလို့ပြောတော့ပါအချခံလိုက်ရပါတော့တယ်အရန်ချမ်းပါတယ်ဆိုတဲ့ကောင်ကြီးလဲလက်နေပြီလေကောင်လေးကလွယ်လိုက်တာမင်းတို့ထမင်းမစားရသေးဘူးလားလို့လှတောင်းလိုက်ပါတယ်ဟိုနွားကအမကျဲနေနဲ့မင်းငါကိုနဲ့မတွေ့သေးဘူးလို့ပြောတော့ကောင်လေးကဒါဆိုလဲတက်လာလေးချကြတာပေါ့လို့ပြန်ပြောလိုက်ပါတယ်ဒီကောင်ကလက်ခုပ်တီးပြီးငါဒီနိုင်ငံရဲ့နံပါတ်1ခံပညာရှင်ဖြစ်လာတဲ့ကစိန်ခေါ်တာမခံရတာကြပြီးမင်းပထမဆုံးပဲလို့ပြောတော့ကောင်လေးကငါကမတူဘူးလေငါကအိမ်မွေးတိရစ္ဆာန်လေးတွေကိုရိုက်ရတာကြိုက်တယ်လို့ပြောလိုက်တာဟိုကောင်ကလည်းမင်းကိုအမှုတ်ချိတ်ပြစ်မယ်လို့ပြန်អော်လိုက်ပါတော့တယ်